စိမ့်နှံဆိုပြေတောင်ဆွဲတောင်နှံစိမ့်ဆန်းပင်လေဝိဟင်မှာပြန်ထမ်းငတ်တွေတီးချင်းဆိုမြဲကြီးမှန်တာပဲတိမ်ပိန်လို့တက်လာကလေးကွယ်စားတော့ဘူးပင်မနေပါပဲဝတ်ဖို့အတွက်ဘူးစရာမလိုဘူးကွယ်ဖျားရဲ့တဲ့နဲ့ညီဖန်ဆင်းပေးတဲ့လူသားတွေရဲ့ဘာရီကိုများစိတ်ကူနေအောင်မလဲစိမ့်နှံဆိုပြေတောင်ဆွဲတောင်နှံစိမ့်ဆန်းပင်လေဝိဟင်မှာပြန်တန်းငတ်တေးတေးစချင်းဆိုမြဲကြီးမှကဘယ်သူတင်ပြီးတက်လာလေကွယ်စားတော့ဖို့ဘူးပင်မနေပါပဲဝတ်ဖို့အတွက်ဘူးစရာမလိုဘူးကွယ်ဖျားရဲ့တဲ့နဲ့ညီဖန်ဆင်းလူသားတွေရဲ့ဘာတွေကိုများစိတ်ကူနေအောင်မလဲပြီးဆုံးသွားတဲ့ချိန်တွေကိုကြော်ဖြတ်လွတ်မြောက်လာပြီးမို့ဒုက္ခပြဿနာခက်ခဲမျိုးစုံကိုတော့ဖြေရှင်းပေးခဲ့လို့ယနေ့ဒီတိုင်အောင်ရရှိခဲ့သမျှကောင်းကြီးတွေကိုပြန်လဲရည်တွက်ဖို့ပြလို့များစက္ကန့်တိုင်းမှာဒီလိုဖိတ်ဆန်လို့ဘာကြောင့်ဆိုရင်တက်တာလေးကိုမိတ်ဆွေလို့ကိုယ်တိုင်ခေါ်ဖိတ်ပေးလို့မရောက်နိုင်လို့ဖျားရဲ့ကောင်းကြီးမင်္ဂလာကိုဆိုရင်ချင်းနဲ့မလဲလဲဖို့ယုံကြည်စွာနဲ့ဖျားရဲ့အနံ့ဆိုစိမ့်နှံဆိုပြေတောင်ဆွဲတောင်နှံစိမ့်ဆန်းပင်လေဝိပင်မှာပြန်တန်းငယ်ငယ်တေးချင်းဆိုမြဲကြီးမှန်တာပဲတင်ပေးတက်လာတယ်လေကွယ်စားတော့ဘူးပင်မနေပါပဲဝတ်ဖို့အတွက်ဘူးစရာမလိုဘူးကွယ်ဖျားရဲ့တဲ့နဲ့အညီဖန်ဆင်းပေးတဲ့လူသားတွေရဲ့ဘာလို့များစိတ်ကူနေအောင်မလဲကြော်ဖြတ်လို့မြောက်လာပြီးမို့ဒုက္ခပြဿနာခက်ခဲမျိုးစုံကိုတော့ဖြေရှင်းပေးခဲ့လို့ယနေ့ဒီတိုင်အောင်ရရှိခဲ့သမျှကောင်းကြီးတွေကိုပြန်လဲရည်တွက်ဖို့ပြလို့မြောက်စက္ကန့်တိုင်းမှာပြေလို့ဖိတ်ဆန်လို့ဘာကြောင့်ဆိုရင်စရာတွေကိုတက်တာတဲ့ကိုမိတ်ဆွေလို့